ဖုံဖုံစိုးစားချိန်မိပါမလားကိုတင်မောင် ပြပါတယ်မိမရဲ့ စိုးညိုင်လာကတ်တာပါဖေဟာ အေးလိုက်ဆိုကြနော် ကိုတင်မောင်ဖုံဖုံလီလေးဟောတော့တဲ့ဟိုဇက်တော်တဲ့ကလေမနာလိုစိတ်ရှိရဲ့ရဟန်းအကြောင်းကြားရတာကြောက်စရာပဲနော် ဒါပေါ်မိမရဲ့မနာလူစိတ်ဆိုတာကိုယ့်အိတ်ထဲကတပြားတစ်ချက်မပေးရဘဲနဲ့အလကားသက်သက်ဖြစ်တဲ့အာကုသိုလ်စိတ်ပေါ့ဟုတ်ထက်သာရင်မနာလူဖြစ်တယ်ဆိုတဲ့ဒီအာကုသိုလ်စိတ်ဟာတတ္တဝါတိုင်းမှာဖြစ်တယ်မင်းမှလည်းဖြစ်တယ်ငါမှလည်းဖြစ်တယ်ဒီစိတ်တွေဖြစ်လာတိုင်းမှာငါတို့ဟာအတိညာဉ်နဲ့သိပေးရမယ်ဒီစိတ်ဟာကောင်းကျိုးတရားတွေဘာမှမရတဲ့အာကုသိုလ်စိတ်တသက်ပဲတကယ်တော့လူတစ်ယောက်မှာကောင်းတာတွေကြုံလာတယ်ဆိုတာဟာသူကောင်းမှုအကြောင်းတွေပြုထားလို့ပဲလေဒီတော့မနာလိုစိတ်ဆိုတာဖြစ်လာတိုင်းငါတို့ကဝမ်းမြောက်ဝမ်းသာဖြစ်ပြီးရဲ့မူတိတာစိတ်ဆိုတာနဲ့အစားထိုးပေးရမယ်အဲ့လိုမှမဟုတ်ပဲမနာလိုစိတ်အတိုင်းသာပြုမှုလိုက်ရင်တော့ကိုယ့်အတွက်မကောင်းကျိုးတွေဖြစ်လာမှာပေါ့မိမရာ